ဒီလူဟာရှင်းအောင်ပစ္စည်းတစ်ခုကြောင့်သူ့မျက်လုံးကိုမတော်တဆထိခိုက်မိသွားပါတယ်။သူပြန်နိုးလာတဲ့အချိန်မှာတော့ရှင်းအောင်ရောက်နေပြီးမျက်လုံးကိုအဝတ်နဲ့စီးထားတာကိုတွေ့လိုက်ရတယ်။အဲ့ဒီအချိန်မှာပဲထူးဆန်းတဲ့အရာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်။သူဟာမျက်လုံးမှာစီးထားတဲ့အဝတ်ကိုတင်မကပဲနေရန်တွေကိုပါဖောက်ထွင်းမြင်နေရတာပါ။တခြားအခန်းတွေကတူနာပြုတ်ကိုတောင်တူလန်းမြင်နေရပါတယ်။သူအယမ်းလန့်သွားပြီးမျက်လုံးကအဝတ်ကိုအမြန်ဖယ်လိုက်ပါတယ်။ဆရာဝန်ရောက်လာတဲ့အခါမှာတော့နှာခေါင်းစည်းအောက်ကဆရာဝန်ရဲ့မျက်နှာမှာမဲ့ရှိနေတာကိုသူမြင်လိုက်ရပြန်တယ်။ဒါကိုအတီးပြုတ်ဖို့ဆရာဝန်ကိုနှာခေါင်းစည်းချွတ်ခိုင်းကြည့်တဲ့အခါမှာတော့သူမြင်ခဲ့တဲ့အတိုင်းမဲ့ရှိနေတာအမှန်ပဲဖြစ်နေပါတယ်။ဒါလည်းမကားသေးပါဘူး။သူနဲ့သူ့တငယ်ချင်းဈေးထဲမှာလမ်းလျှောက်နေတော့ဈေးတဲ့လက်ထဲကဘူးဒီကြောက်ဟာတန်ဘူးကြီးရှေးရောက်ပစ္စည်းတစ်ခုဖြစ်နေတာကိုသူရုတ်တရက်မြင်လိုက်ရတယ်။ဒါကြောင့်အဲ့ဒီပစ္စည်းကိုရောင်းမလားလို့သူကမေးလိုက်ပါတယ်။ဈေးတွေကဒေါ်လာ2000တောင်းပေမဲ့နောက်ဆုံးမှာတော့600နဲ့ပဲရောင်းလိုက်ပါတယ်။သူတို့အဲ့ဒီဘူးဒီကြောက်ကိုရှေးရောက်ပစ္စည်းအယောင်းဝယ်လုပ်သူစီယူသွားပြတဲ့အခါမှာတော့တန်ဖိုးကဒေါ်လာ3သိန်းလောက်ရှိနေပါတယ်။အခုတော့သူ့မှာထူးခြားတဲ့စွမ်းအားတွေရှိနေတာကိုအတီးပြုတ်ဖို့အတွက်ရှေးရောက်ပကြီးကားတစ်ချက်လေးလံတင်နေတဲ့နေရာကိုသူသွားခဲ့ပါတယ်။အဲ့ဒီပကြီးကားကိုဘယ်သူမှမဝယ်ချင်ကြပေမဲ့သူကတော့ပကြီးကားထဲမှာထူးခြားတာတစ်ခုခုကိုတတိထားမိသွားပြီးဝယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ရှေးရောက်ပစ္စည်းကျွမ်းကျင်သူချစ်တဲ့သူ့အပူးစီကိုအဲ့ဒီပကြီးကားယူသွားပြတဲ့အခါမှာတော့ပကြီးကားရဲ့တန်ဖိုးဟာဒေါ်လာ15သန်းတောင်ထိုက်တန်နေတာကိုတွေ့လိုက်ရပါတယ်